ကြတော့ပင်ဖြစ်ပါတယ်သူကကြတော့ဒီချေအိမ်တင်ဝိုင်းလေးပေါ့နော်သူ1 by 1တင်ရတဲ့ကလေးလေးထောက်ကြမှာသွားတင်ရတာပေါ့နော်ဒီချေတင်တဲ့ပြရနဲ့ကလေးလေးရဲ့အိမ်ကိုရောက်တည်းပြီးသွားတဲ့အခါသူနဲ့ဒီချေနဲ့2ယောက်တည်းပေါ့နော်ချစ်ချင်တော့သူကလည်းဒီကရှင်ဝတ်ထားတယ်ဒီချေကလည်းဒီကရှင်ဝတ်ထားတယ်ကလုံး2ယောက်သွားတွေ့ကြတာပေါ့နော်ဒါပေမဲ့ဒီချေတို့တွေကပျော်တယ်ပေါ့နော်ပြပြအရန်အေးတယ်အရန်တိမ်လို့ကောင်းတယ်ပေါ့နော်သူနဲ့ဒီချေကအခုຫນွေကြမှာတင်တာကျန်တဲ့ချိန်လေးဆိုတော့ဒီချေတို့နားထားတာပေါ့နော်ဒါပေမဲ့ຫນွေမှာတင်တာဖြစ်ပေမဲ့ပြကစူးစားတယ်ဆိုင်ရွက်ဆိုင်အကြီးတွေကိုလည်းသူကောင်းကောင်းဆွဲနိုင်တယ်ပေါ့နော်ဒီချေနဲ့သူနဲ့ဆိုလို့ရှိရင်ပြရဲ့စကားတိမ်မပြောဘူးပေါ့နော်ဒီချေကတော့စကားရမ်းပြောတယ်သူကနဲ့သူဆွဲတယ်အေးတယ်အဲ့လိုမျိုးလေးပေါ့နော်ဒါလေးတွေဆိုလို့ရှိရင်ပြရဲ့လက်ရလေးတွေဖြစ်ပါတယ်ဒီချေနဲ့သူနဲ့တင်တဲ့အခါကြလို့ရှိရင်ဒီချေကဘေးနားနေပြောပေးရတယ်စကားလေးတွေပဲပြောပေးရပါတော့အယောင်ချဲတာပုံဆွဲတာအားလုံးကိုသူ့ဘာသာသူလုပ်တယ်ပေါ့နော်တကယ်လို့ပင်လေးလိုမျိုး1 by 1တင်နေတာပဲဖြစ်ဖြစ်ဒီချက်တင်တာမှာလာပြီးတက်ချင်တာပဲဖြစ်ဖြစ် online class တက်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီချက်ရဲ့မြတ်တရာပကြီး page မှာလာပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်လို့ဒီချက်ကဒီကနေသတင်းကောင်းလေးပါလိုက်ပါတယ်